ရှေးရခင်ကဦးဘိုးထူးဆိုတဲ့ထင်းခုတ်သမားကြီးတဦးဟာသားတစ်ယောက်နဲ့အတူဆင်းရဲနွမ်းပါးစွာနေထိုင်ခဲ့ပါတယ်။သားဖြစ်သူရဲ့အမည်ကတော့မောင်ဆန်ဖြစ်ပါတယ်။ဦးဘိုးထူးဟာဆင်းရဲပေမဲ့ပညာကိုအလွန်မြတ်နိုးသူဖြစ်ပြီးသားဖြစ်သူကိုပညာဟာဘယ်တော့မှမပျက်စီးမဆုံးရှုံးနိုင်တဲ့အမွေနှစ်ဥစ္စာဆိုတာတော့ခဏတာပဲလို့အမြဲတမ်းဆုံးမလေးရှိပါတယ်။ဦးဘိုးထူးဟာမောင်ဆန်ကိုပညာတတ်စေခြင်းနဲ့စေတနာကြောင့်ရွာဦးဘုန်းကြီးကျောင်းမှာရှိတဲ့ဆရာတော်ဘုရားကြီးထံမှအနံပြီးစာပေပညာတွေသင်ကြားစေခဲ့ပါတယ်။မောင်ဆန်စာသင်ကြားနေတဲ့ကျောင်းမှာပဲဦးမြတ်ဆန်လို့ခေါ်တဲ့ရွာတထေးကြီးတဦးရဲ့သားမောင်မောင်လည်းလာရောက်ပညာသင်ကြားပါတယ်။မောင်မောင်ဟာစီးစိမ်ဥစ္စာကျွယ်ဝသူပြီးလိုချင်တာမှန်သမျှရခဲ့ဘူးသူဖြစ်ပြီးပညာသင်ကြားရာမှာလည်းပြင်းရည်ပြီးပေါ်ဆလေးရှိပါတယ်။တနေ့မှာတော့မောင်မောင်ကမောင်ဆန်ကိုစောင့်နှောက်ခဲ့ပါတယ်။ဟေ့မောင်ဆန်မင်းဖေကတနေ့တောထဲမှာပင်ပန်းထင်းခုန်နေရတာမင်းကဒီလိုပညာတွေသင်နေတာဘာအကျိုးရှိမှာလဲ။ပတ်စံနဲ့ဆိုဘာမဆိုဝယ်လို့ရတယ်ငါဖေကပတ်စံပေးပြီးဆရာခန့်လိုက်ရင်မင်းထက်တောင်ပိုတော်နိုင်တာပဲမောင်ဆန်ကပြန်လဲဖြေကြားခဲ့ပါတယ်မောင်မောင်ဥစ္စာကိုခိုးလို့ရတယ်မီးလောင်နိုင်တယ်ရေမျောနိုင်တယ်ဒါပေမဲ့ပညာကိုဘယ်သူမှခိုးလို့မရဘူးဘယ်မီးမှမလောင်နိုင်ဘူးဒါဟာငါဖေပေးတဲ့အကောင်းဆုံးအမွေပဲမောင်ဆန်နဲ့မောင်မောင်အရွယ်ရောက်ပြီးမကြခင်မှာပဲသူတို့ရဲ့ဘဝတွေဟာမထင်မှတ်ပဲပြောင်းလဲသွားခဲ့ပါတယ်။တထေးသားမောင်မောင်ရဲ့ဖခင်ဦးမြတ်ဆန်ဟာစီးပွားရေးလုပ်ငန်းတွေအားလုံးမှာဆုံးရှုံးခဲ့ရပြီးအချိန်တိုအတွင်းဆင်းရဲဒုက္ခကိုရင်ဆိုင်ရပါတယ်။မောင်မောင်ဟာဘာပညာမှမတတ်တဲ့အတွက်ဖခင်ရဲ့စည်းစိမ်တွေပျက်စီးသွားတဲ့အခါဘဝရက်တည်ဖို့အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဇိမ်ခံပစ္စည်းတွေကိုသာအားထားတတ်တဲ့သူဟာမြည်သည့်အလုပ်ကိုမှမလုပ်တတ်ခဲ့ပဲအလွန်ပင်ပန်းဆင်းရဲစွာနေထိုင်ခဲ့ရပါတယ်။တစ်ဖက်မှာတော့ထင်းခုတ်သမားသားမောင်ဆန်ဟာပညာကိုစ조사သင်ယူခဲ့တဲ့အတွက်မြို့မှာအလုပ်ကောင်းရရှိခဲ့ပြီးပညာရှိတထေးတဦးဖြစ်လာခဲ့ပါတယ်။မောင်ဆန်ရဲ့ဉာဏ်ပညာနဲ့စ조사အားထုတ်မှုကြောင့်ရိုးသားတဲ့ထင်းခုတ်သမားသားဟာချမ်းသာကြွယ်ဝသူဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့မောင်ဆန်ဟာသူ့ရဲ့ခရီးစဉ်အတွင်းမှာဘူတာယုံဟောင်းတစ်ခုမှာပင်ပန်းနွမ်းနယ်နေတဲ့တငယ်ချင်းဟောင်းမောင်မောင်ကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။မောင်မောင်ဟာနွမ်းပါးစွာဝတ်ဆင်ထားပြီးသူ့မျက်နှာမှာအပူပင်တွေဖုံးလွှမ်းနေပါတယ်။မောင်မောင်ကမောင်ဆန်ကိုတွေ့တဲ့အခါရှက်ရွံ့စွာနဲ့ခေါင်းငုံသွားခဲ့ပါတယ်။မောင်ဆန်ကမောင်မောင်ကိုလေးစားစွာဆက်ဆံပြီးဘာဖြစ်ခဲ့သလဲလို့မေးမြန်းတဲ့အခါမောင်မောင်ကသူ့ရဲ့ဆင်းရဲဒုက္ခအကြောင်းပညာမတတ်ခဲ့တာတွေအကြောင်းရှက်ရွံ့စွာဝန်ခံခဲ့ပါတယ်။မောင်ဆန်ကသူ့ကိုကူညီဖို့အတွက်ရွှေငွေတွေပေးကမ်းခဲ့ပေမဲ့မောင်မောင်ကယူငင်ခဲ့ခြင်းမရှိဘဲငယ်စဉ်ကမောင်ဆန်ရဲ့စကားကိုပြန်မှတ်ရပြီးငါမှာဥစ္စာပဲရှိခဲ့တယ်ဒါပေမဲ့ပညာမရှိခဲ့တဲ့အတွက်ဘာမှပြန်တည်ဆောက်လို့မရခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်မောင်ဆန်ဟာမောင်မောင်ကိုစားဝတ်နေရေးအထောက်အကူတွေပေးအပ်ခဲ့ပါတယ်ဒါပေမဲ့မောင်မောင်ရဲ့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ပေးခဲ့ပြီးငါတငယ်ချင်းဥစ္စာပျက်စီးသွားလို့စိတ်မပြတ်ပါနဲ့မင်းရဲ့ဘဝမှာပညာကိုအခုပြန်သင်ယူလို့ရပါသေးတယ်ပညာဟာဘယ်တော့မှအဆုံးရှုံးမရှိတဲ့ဥစ္စာပါပဲလို့နှစ်သိမ့်အားပေးခဲ့ပါတယ်မောင်မောင်လည်းမောင်ဆန်ရဲ့စကားကိုနားထောင်ပြီးအသက်အရွယ်ကြီးတော်လဲစာပေပညာတွေကိုပြန်လည်သင်ယူခဲ့ပါတယ်မောင်ဆန်ရဲ့အကူအညီနဲ့နောက်ဆုံးမှာတော့မောင်မောင်ဟာပညာဖြင့်သူ့ဘဝကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးငယ်စဉ်ကဥစ္စာကိုအထင်ကြီးခဲ့တဲ့အမှားအတွက်နောင်တရခဲ့ပါတော့တယ်ပညာသည်သာအမြဲတည်သောဥစ္စာစည်းစိမ်ဥစ္စာသည်ခဏတာဖြစ်ပြီးပျက်စီးနိုင်တော်လဲပညာသည်ဘယ်တော့မှမပျက်စီးပဲမိမိဘဝကိုအကြိမ်ကြိမ်ပြန်လည်ထူထောင်နိုင်သောမဟာဥစ္စာဖြစ်သည်စ조사မှု၏အကျိုးဆင်းရဲနွမ်းပါတော်လဲမောင်ဆန်၏ပညာအပေါ်မျက်နှိုးမှုနှင့်စ조사အားထုတ်မှုကြောင့်သူသည်စည်းစိမ်ဥစ္စာများရရှိခဲ့သည်ထင်းခုတ်သမားဦးဘိုးထူးသည်ဆင်းရဲတော်လဲတားဖြစ်သူမောင်ဆန်ကိုရွှေငွေမပေးဘဲပညာဟူသောမဟာဥစ္စာကိုသာအမွေပေးခဲ့သည်ရုပ်ဝတ္ထုပစ္စည်းများဥစ္စာဒနာသည်ခိုးယူခံရနိုင်သည်မီးလောင်ပျက်စီးနိုင်သည်သို့မဟုတ်စီးပွားပြက်ကတ်ကြောင့်ဆုံးရှုံးသွားနိုင်သည်သို့သောစိတ်ထဲ၌ဆွဲမြဲနေသောပညာကိုမည်သူမျှမယူနိုင်ဘဲအခြေအနေကမှဖျက်ဆီး၍မရပေပညာသည်သာဘဝကိုအကြိမ်ကြိမ်ပြန်လည်တည်ဆောက်ပေးနိုင်သောအမြဲတမ်းတိုးပွားနေသောဥစ္စာဖြစ်သည်တထေးသားမောင်မောင်သည်မိမိဥစ္စာစည်းစိမ်ကိုအားကိုးပြီးပညာကိုလှောင်ပြောင်ကာသင်ကြားရေးတွင်ပေါ်ဆခဲ့သည်ဥစ္စာဆုံးရှုံးသောအခါဘာပညာမှမရှိ၍ဆင်းရဲဒုက္ခရောက်ခဲ့ရသည်တလက်ရှိအခြေအနေကောင်းမွန်နေခြင်းကြောင့်မိမိကိုယ်ကိုမာနထားခြင်းသို့မဟုတ်အရေးကြီးသောအရာများပညာအကျင့်စာရိတ္တကိုပေါ်ဆခြင်းသည်ဘဝတွင်မလွဲမသွေဆုံးရှုံးမှုနှင့်ကြုံတွေ့စေနိုင်သည်အမြဲတမ်းပြင်ဆင်ထားခြင်းနှင့်နှိမ့်ချခြင်းသည်ဘေးကင်းပါသည်မောင်ဆန်သည်ဆင်းရဲနွမ်းပါတော်လဲပညာကိုရိုးသားစွာနှင့်ဇွဲရှိစ조사သင်ယူခဲ့သည်နောက်ဆုံးတွင်ပညာ၏အကျိုးကြောင့်ချမ်းသာကြွယ်ဝသူဖြစ်လာခဲ့သည်ဘဝ၏နောက်ခံအဖေကထင်းခုတ်သမားဖြစ်ခြင်းဟာသည်အရေးမကြီးပါအရေးကြီးသည်မှာမိမိ၏စ조사အားထုတ်မှုဇွဲလုံးလနှင့်မှန်ကန်သောလမ်းစဉ်ရိုးသားမှုသာဖြစ်သည်မည်သူမဆိုပညာကိုအသုံးချကာဆင်းရဲတွင်မှရုန်းထွက်နိုင်စွမ်းရှိပါတယ်ပုံပြင်လေးကိုအဆုံးထိနားထောင်ပေးလို့အထူးကျေးဇူးတင်ရှိပါတယ်ရှင်